Hello အားလုံးပဲမင်္ဂလာပါကျွန်တော်တော့အလူစင်ပါပဲဖြစ်ပါတယ်ကဲကျွန်တော်အရန်ချစ်စရာကောင်းတဲ့ emote လေးတစ်ခုပေါက်ထားရောเนาะအားလာပြပေးမယ်နောက်ပြီးတော့ skin free ယူနီးလဲပြောပြပေးမှာမလို့ဗီဒီယိုတော့အဆုံးထိကြည့်ပေးအောင်เนาะဟုတ်ပါတယ်ဒီ emote လေးပါအရန်ကိုချစ်စရာကောင်းတယ်ဗျာကျွန်တော် ML ဆော့လာဒီလောက်ချစ်စရာကောင်းတဲ့ emote ကိုတစ်ခါမှလည်းမမြင်ဘူးလို့ရလည်းမရဘူးလို့เนาะပြီးတော့သဘောကျတဲ့ emote လည်းမတွေ့ဘူးလို့ဒီတစ်ခုပဲရှိရဗျာကျွန်တော်အရန်ကြိုက်တယ်ဘာလို့လဲဆိုတော့ကျွန်တော် anime တော်တော်ကြိုက်တယ်ပေါ့နော်အဲအကြောင်းဒီ emote လေးကိုတော်တော်ကြိုက်တယ်ဘယ်ကနေပေါက်လဲဆိုတာတကယ်ရှင်းတော့သိကြလားကျွန်တော်ပြပေးမယ်နော်ဒီ event ပါဟုတ်ပါတယ်ဒီ event ပါကျွန်တော် free တုံကင်နဲ့ပဲလက်ရနော်ပြောရမယ်ဆို free ပေါက်တာပေါ့ free တုံကင်နဲ့သူ့ရဲ့ free တုံကင်ကဘယ်ကနေယူရမလဲဆိုရင်ကျွန်တော်ပြပေးမယ် okay ဒီမှာပေါ့နော်ကျွန်တော်လူ9ယောက်ပေါင်းပြီးမှtest တွေလုပ်ရမှာပေါ့အဲ့ဒီ mission တွေလုပ်လိုက်ရင်ကျွန်တော်ဒီမှာသူ့ရဲ့ free တုံကင်တွေရရပေါ့နော်သူ့ရဲ့ test တွေကလည်းမခက်ပါဘူးဒီ game login ဝင်တာတော့ဘာတော့ပြီးရင် game တစ်ပွဲဆော့ပေးတာတော့အဲ့လိုမျိုးပဲပေါ့ခက်တော့မခက်ပါဘူးပြီးတော့တငယ်ချင်းတွေအဲ့ဒီသူတို့ရတဲ့အမှတ်နဲ့ကိုရတဲ့အမှတ်နဲ့အားလုံးပေါင်းပြီးမှရတာပေါ့နော်ကိုတယောက်တည်းလောက်ရတာတော့မဟုတ် test က free တုံကင်ကသူတို့ပေးတာတော့အများကြီးပဲဒီမှာ2ခု3ခုပြီးတော့4ခုဟုတ်ကဲ့ပါဒါတော့ဒီ free တုံကင်ရတဲ့နေရာပေါ့နော် okay ဒါတော့ free ရရပေါ့နော်ဒီ epic skin တွေကျွန်တော်ပြထားတဲ့ epic skin တွေကျွန်တော်တို့မရှိရင် free ရနိုင်တယ်ပေါ့နော်ဘယ်လိုယူရမလဲဆိုတာကျွန်တော်ပြောပြပေးမယ်ကျွန်တော်တို့ဒီအပေါ်မှာဖိတ်ကြားချင်းကုတ်ဆိုတာရှိရဲအဲ့ဒါလေးကို copy ယူပြီးမှတငယ်ချင်းတွေကိုပို့ပေးရမှာပေါ့နော်တငယ်ချင်းတွေမရှိဘူးဆိုရင်လည်းကျွန်တော်ရဲ့ video comment အောက်မှာလာချပေးလိုက်ကျွန်တော်ကူညီပေးမယ်ပေါ့နော်ဘယ်လိုကူညီရမလဲဆိုရင်ကျွန်တော်တို့ copy လာတဲ့ code ကိုဒီနေရာမှာရိုက်ပြီးထည့်ပေးပါပြီးရင်အတီးပြုတ်ပါနှိပ်လိုက်ပါဒါဆိုရင်ရပါပြီအဲ့လိုမျိုးလိုက်အကူညီအဲ့လိုအပြန်အလှန်ကူညီရမှာပေါ့နော်တငယ်ချင်းတွေနဲ့ဒါဆိုရင်ဒီ100%ပြည့်သွားပြီဆိုဒီ skin ကို free ရမှာပဲဖြစ်ပါတယ်တကယ်တော့ညီကိုတို့ကတငယ်ချင်းမရှိဘူးဆိုရင်ကျွန်တော်ဗီဒီယိုအောက်မှာအဲ့လိုကုတ်ကိုလာမှန်းထားလိုက်ပေါ့နော်ကျွန်တော်လည်းကုတ်ကိုပြန်ပေးမယ်ကျွန်တော်တို့အချင်းချင်းပြန်ကူညီကြရအောင်ကဲညီကိုတို့နားမလည်မှာဆိုတော့ကျွန်တော်ထပ်ရှင်းပြပေးမယ်ပေါ့နော်ဒါကတော့ကျွန်တော်ရဲ့ကုတ်ပေါ့နော်ကျွန်တော်ရဲ့ကုတ်ကို brother တို့က copy ပြီးမှဒီမိတ်ဆွေများကိုကူညီပါဆိုတဲ့နေရာမှာဝင်ပြီးအဲ့ထဲမှာသွားစာရိုက်ထည့်ရမှာပေါ့နော်ကျွန်တော်ရဲ့ကုတ်ကိုကျွန်တော်ကတော့ brother တို့ရဲ့ကုတ်ကိုယူပြီးမှဒီမှာလာထည့်မှာဖြစ်ပါတယ်အဲ့လိုအပြန်အလှန်ကူညီရမှာပေါ့နော်ကျွန်တော်တို့ဒီလိုအပြန်အလှန်ကူညီလိုက်မယ်ဆိုရင်ကျွန်တော်တို့လိုချင်တဲ့ skin ကလည်းပိုင်ဆိုင်လို့ရမှာဖြစ်ပါတယ်ကဲကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ပေးတဲ့လူတိုင်းအားလုံးကျေးဇူးတင်ပါတယ်ဗျာအားလုံးပဲ bye bye